ကျွန်တော်တို့မန္တလေးတိုင်းဒေသကြီး60မြို့နယ်ရဲ့ရှီသိန်းတော်ဘုရားကြီးပေါ့အရန်ကြည်ညိုဖို့ကောင်းပါတယ်ကျွန်တော်ပြန်အထဲတစ်ချက်ဝင်ပြပါနော်အရန်ကြည်ညိုဖို့ကောင်းတယ်ဆိုင်ကလာနော်ဆိုင်ကလာတယ်မလေးအေးအမလေးမမသမီးလေးအမကပတ်အော်ပါပါရိုက်တိုင်းကိုပါတယ်ဒီမှာဆက်ပါတယ်ဘာလို့လဲတင်လို့ရည်စီအမေဒီလိုစေးလေးတက်ကပွဲပေးထားတယ်ပွဲပေးထားနိုင်တယ်တော့ဖူးမြော်လို့ရအောင်这里花了你们不买。这要哈木茶啦，拿来变木茶了。不不不。超奶就变喝的。